သာသနာ့နယ်ဝင်သူတော်စင်သူတော်မြတ်အပေါင်းတို့ခင်ဗျာဘဝသမိုင်းငွေလိုင်းတန်တရားအစီအစဉ်ကနေတင်ဆက်ပြသသွားမှာကတော့ရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့မင်းကျောင်းပထမပြန်စာတင်တိုက်ရဲ့ဦးစီးပဓာနာနာယကဆရာတော်ဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တပထမကျော်သဆအဓမ္မစရိယအကမဟာကန္ဓဝါစကပန္တိတာအကမဟာပန္တိတာအကမဟာတတ္တမဇောတိကတစတန်လျင်မင်းကျောင်းဆရာတော်ကြီးရဲ့ထေရုပတိသမိုင်းမော်ကုန်းကိုတင်ဆက်ပြသသွားမှာဖြစ်ပါတယ်ခင်ဗျာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပါဝင်တဲ့တန်လျင်မြို့ဟာပဲခူးမြစ်ကမ်းဘေးမှာတည်ရှိပြီးတစ်ချိန်ကမြန်မာပြည်ရဲ့အဓိကစိတ်ကမ်းမြို့တစ်မြို့ဖြစ်ပါတယ်။တန်လျင်မြို့ရဲ့အထင်ကရနေရာတစ်နေရာဖြစ်တဲ့တန်လျင်ကျိုက်ကောက်ကုန်းတန်းကြီးရဲ့တစ်ဖက်စွန်းမှာတည်ရှိတဲ့ပင်လယ်ပြင်နဲ့12မိုင်သာကွာဝေးတဲ့မှုံဝန်းမြစ်ထဲမှာတန်းနေတဲ့ကြောက်တန်းကြီးကိုအစွဲပြုပြီးကြောက်တန်းလို့ခေါ်တဲ့မြို့မှာဘော်ကလွတ်ကျေးရွာကလေးကနေသာသနာကိုချီးပမဲ့သာသနာလောင်းလျာတစ်ပါးပေါ်ထွက်လာခဲ့တာဟာတန်လျင်ကြောက်တန်းသားတွေအတွက်တော့ကုသိုလ်ဆက်ရာလမ်းတစမြူမောင်ကင်းပထွန်းတစ်လကိုတွေ့မြင်လိုက်ရတယ်လို့ပါပဲခင်ဗျာတန်လျင်မင်းကျောင်းဆရာတော်ကြီးကိုရန်ကုန်တိုင်းဒေသကြီးတန်လျင်ခရိုင်ကြောက်တန်းမြို့နယ်ဘော်ကလွတ်ကျေးရွာမှာဥစ္စာဘောကပေါ်ကျွယ်ဝလျက်တရားတိလတုဒ္ဒစာကပညာဟီရီအော်တပါဆိုတဲ့သူတော်ကောင်းဥစ္စာခုနှစ်ဖြာနဲ့ပြည့်စုံကြတဲ့ခမဲတော်ဦးထွေးမဲတော်ဒေါ်ကျင်တို့ကနေမွေးဖွားလိုက်တဲ့တူရီသောတာလာယရနာကိုမြန်မာတက္ကရာ1308ခုနှစ်တဘိုရဲလာဇန်14ရက်ခရစ်နှစ်1948ခုနှစ်ဖေဖော်ဝါရီလ4ရက်အင်္ဂါနေ့မှာဖွားမြင်တန့်တင်တော်မူခဲ့ပြီးငယ်နာမည်ကတော့မောင်စိုးသိန်းလို့ခေါ်တင်ခဲ့ပါတယ်ခင်ဗျာနေကြောက်တန်းဘောကလူရွာမှာကြောက်အထက်ပြရေဒနာတပါမွေးဖွားတဲ့စင်လားမြဲတခွင်လေးပေါင်းကိုပြကျင်းအင်းတရင်ကောင်းဆိုလားတန်လျင်မင်းကြောင့်ထူနေရဝန်တအစီပမာအရှင်ဆန်လီမာပူစီမိပါဗျာသာသနာ့နယ်ဝင်သူတော်စင်သူတော်မြတ်အပေါင်းတို့ခင်ဗျာတောင်သူလယ်လို့အားထုတ်မွေးလာဇာတိရွာရဲ့ဆရာထံမှာအရွယ်ရောက်လာအခြေခံစာများသင်ကြားခဲ့ပြန်ပညာရည်တို့တောက်ဆုပ်စေရန်ကြောက်တန်းမြေရဲ့ဘောကလွတ်ရွာမှာပညာစာတွေစီးပူးလို့မဝနိုင်တဲ့တန်လျင်မင်းကျောင်းဆရာတော်လောင်းလျာမောင်စိုးသိန်းဟာငယ်စဉ်ကာလကလေးဘဝစာပေသင်ကြားကျောင်းသားဘဝမှာလည်းပညာရည်ထူးချွန်တဲ့အတွက်အတန်းတိုင်းမှာစုများအသီးသီးရရှိခဲ့ပြီးအသက်အရွယ်နဲ့မမျှအောင်ထူးချွန်ထက်မြက်လှတဲ့အတွက်တတိယတန်းမှာစတုထတန်းကိုဝင်ရောက်ဖြည့်ဆို့ခွင့်ရခဲ့ပြီးထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ကျောင်းများပိတ်တဲ့အခါမှာလည်းဗုဒ္ဓစာပေတွေကိုရွာဦးဆရာတော်ထံမှာသင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ဉာဏ်ဉာဏ်သွေးထက်မြက်ကောင်းမွန်လာတဲ့မောင်စိုးသိန်းဟာဗုဒ္ဓစာပေဓမ္မစာပေတွေကိုသာလေ့လာကြက်မှတ်ရတာတွေကိုပျော်မွေ့နေပါတော့တယ်ခင်ဗျာ။သာသနာ့နယ်ဝင်သူတော်စင်သူတော်မြတ်အပေါင်းတို့ခင်ဗျာ။တန်လျင်မင်းကျောင်းဆရာတော်လောင်းလျာဟာရှောက်လန်းတက်ဆကလေးဘဝနဲ့စာပေသင်ကြားကျောင်းသားဘဝတွေကိုဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာသာသနာ့ပြိုးပင်စတင်စဉ်ကိုရင်ဘဝမှာတော့ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ဘော်ကလွတ်ရွာကျောင်းဆရာတော်ဗဒ္ဒန္တဇနိန္ဒကိုဥပ္ပဇေပြုပြီးမိဘနှစ်ပါးတို့ရဲ့ပစ္စယနှုတ်ကဟကိုခံယူကာ1320ပြည့်နှစ်မှာရှင်သာမဏေအဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ဘွဲအမည်ကတော့ရှင်စန္ဒီမာဖြစ်ပါတယ်ခင်ဗျာ။
မြန်မာတက်လန်းရဟန်းဘဝကိုတော့1328ခုနှစ်နေုံလပြည့်ကျော်2ရက်တနင်္ဂနွေနေ့မနက်9:30အချိန်မှာတန်လျင်မြို့မင်းချောင်းပထမပြန်စာတင်တိုက်ခန္ဓာတိမ်မှာဘော်ကလွတ်ရွာကျောင်းဆရာတော်ဗဒ္ဒနာဇဏိတကိုဥပ္ပစေပြုပြီးရန်ကုန်မြို့ကဘာအေးဖျားလန်းနေဦးတင်တွေဒေါ်ကြည်ကြည်မိသားစုတို့ရဲ့ပစ္စယနှုတ်ကဟကိုခံယူပြီးမြင့်မြတ်တဲ့သာသနာပေါင်းရဟန်းဘဝကိုရောက်ရှိခဲ့ပါတယ်ခင်ဗျာအရှင်စန္ဒီမာဟာပရိယတ္တိစာပေတွေကိုလေ့လာသင်ယူခဲ့စဉ်မှာတော့ဘော်ကလွတ်ရွာကျောင်းဆရာတော်ဗဒ္ဒနာဇဏိတမင်းချောင်းပထမပြန်စာတင်တိုက်ဗဒ္ဒနာနာယကဆရာတော်အကမဟာကျော်အကမဟာပန္တိတာဗဒ္ဒနာဝနတိရီစာချဆရာတော်များဖြစ်ကြတဲ့သာသနာတဇဓမ္မစရိယအကမဟာကန္ဓဝါစကပန္တိတာဗဒ္ဒန္တကုသလသာသနာတဇဓမ္မစရိယဗဒ္ဒန္တနန္ဒာမာလာဓမ္မစရိယဗဒ္ဒနာကိတရတို့နဲ့1330ပြည့်နှစ်မှာတော့မန္တလေးမြို့မြတောင်တိုင်းရွှေဝါဝင်းကျောင်းဆရာတော်အဘိဓဇမဟာရထဂုရုအကမဟာတတ္တမဇောတိကတဇအကမဟာပန္တိတာဗဒ္ဒန္တသာသနာပိဝန္တာတမတစာချကျောင်းဆရာတော်သစာအဓမ္မစရိယဗဒ္ဒနာကိလာတပိဝန္တာမဏိယရဏကျောင်းဆရာတော်ဗဒ္ဒန္တအာစိတ်ခဏပိဝန္တာမစိုးရင်ကျောင်းတိုက်ဆရာတော်သစာအဓမ္မစရိယဗဒ္ဒနာရာဇဓမ္မပိဝန္တာပေါ့မြိုင်ကျောင်းတိုက်ဆရာတော်အကမဟာပန္တိတာဗဒ္ဒန္တအကဝန္တာပိဝန္တာအစရှိတဲ့စာချအကျော်ဆရာတော်တို့ထံမှာပရိယတ္တိစာပေတွေကိုလေ့လာသင်ယူခဲ့ပါတယ်ဉာဏ်ပညာထူးချွန်တက်မြင့်လာတဲ့ဆရာတော်အရှင်စန္ဒီမာဟာ1325ခုနှစ်မှာအစိုးရပထမငယ်တန်းကိုတနိုင်ငံလုံးမှာဒုတိယဆုရရှိခဲ့ခြင်း1326ခုနှစ်မှာတော့အစိုးရပထမလက်တန်းကိုတနိုင်ငံလုံးမှာတတိယဆုရရှိခဲ့ခြင်း1328ခုနှစ်မှာအစိုးရပထမကြီးတန်းကိုတနိုင်ငံလုံးပထမနဲ့ပထမကျော်ရရှိပြီးအောင်မြင်ခဲ့ပါတယ်1332ခုနှစ်မှာတော့စေတီရင်ကနစာသင်တန်းကိုအောင်မြင်ခဲ့ခြင်း1333ခုနှစ်မှာတကြတိဟာစာသင်တန်းကိုဒုတိယဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး1334ခုနှစ်မှာတော့အစိုးရသာသနာတဇဓမ္မစရိယဘွဲကို၎င်း1338ခုနှစ်မှာစေတီရင်ကနပရိယတ္တိဓမ္မစရိယဘွဲကို၎င်း1339ခုနှစ်မှာတော့သာသနာဟိတတကြတိဟာဓမ္မစရိယဘွဲများကိုရရှိခဲ့ပြီးတောက်မြင့်မိခဲရဲရဲတာတီဆိုတဲ့စကားအတိုင်းဘွဲများကိုပေါက်မြောက်အောင်မြင်ခဲ့ပါတယ်ခင်ဗျာဆရာတော်အရှင်စန္ဒီမာဟာပထမကြီးတန်းကိုတနိုင်ငံလုံးအမှတ်အများဆုံးနံပါတ်1ပထမဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီးမင်းချောင်းပထမပြန်စာတင်တိုက်ရဲ့ပထမဦးဆုံးသောပထမကျော်ဖြစ်လာခဲ့ပါတယ်ပညာဆိုတဲ့ပင်လယ်ကြီးမှာစုံစမ်းကူးကာပညာရှာခဲ့တဲ့အရှင်စန္ဒီမာဟာအောင်မြင်မှုတွေဟာသင်ပြန့်လို့နေပါတယ်ဆရာတော်အရှင်စန္ဒီမာဟာပညာဒီဆိုတဲ့စီမီကိုလက်ဝဲပိုင်ပိုင်ကင်ဆောင်ကာပညာလိုလားသူစာသင်သားအပေါင်းကိုလည်းပညာစီမီထွန်းညှိပေးခြင်းတွေကိုလည်းလုံးလပြုလျက်ဆောင်ရွက်တော်မူခဲ့ပါတယ်တစ်ဖက်မှာလည်းစွန်းစားကျောင်းရဲ့တာဝန်ယူပေးထားရပြီးကျောင်းတိုက်နေတန်းကအပေါင်းတို့ရဲ့စွန်းကုန်းကိစ္စမျှတပြည့်ပြည့်ရလေအောင်ထမ်းဆောင်ခဲ့ရပါတယ်ခင်ဗျာအရှင်စန္ဒီမာဟာစာသင်သားတွေကိုမနက်နေ့လယ်စာဝါများပို့ချနေပေမဲ့လည်းညပိုင်းမှာတော့ဆရာတော်ဗဒ္ဒနာဝနတိရီပို့ချတဲ့စာဝါတွေကိုလည်းတက်ရပါတယ်သစာအဓမ္မစရိယအကျော်ကြီးဖြစ်ပေမဲ့လည်းမိမိဆရာရဲ့နီးစနစ်အာဘော်ကိုကျွမ်းကျင်ပိုင်နိုင်စွာသိရှိစေဖို့အတွက်စာသင်သားငယ်လေးပါမှာရိုသေလေးစားစွာလိုက်နာသင်ကြားတတ်ပါသေးတယ်ပြောရမယ်ဆိုရင်တော့မနက်ပိုင်းမှာဆရာဖြစ်ပြီးညပိုင်းမှာတပည့်ဖြစ်နေတဲ့အရှင်စန္ဒီမာရဲ့ဆရာကောင်းတပည့်ပန်းကောင်းပန်းလိုတဲ့စိတ်ထားကိုလေးစားစွာမြင်တွေ့ရပါတယ်ဆရာတော်အရှင်စန္ဒီမာရဲ့ထေရုပတ္တိမောဂွန်သမိုင်းကိုကြီးညိုတရားပွားများပူဇော်နေကြတဲ့ခုနှစ်ရသားသမီးအပေါင်းတို့ခင်ဗျာတန်လီမင်းကျောင်းပထမပြန်စာသင်တိုက်ရဲ့အစဉ်လာမပြတ်တဲ့စီကံတစ်ခုကတော့လစဉ်တစ်လတစ်ကြိမ်ဆရာတော်အပါအဝင်စာချကန္နဝါစကအဖွဲ့ဟာကျောင်းတိုက်တန်ဃာများရဲ့ပညာရေးသာသနာရေးအစအရာရာမှာအာသာချက်အားနည်းချက်အထွေထွေကိစ္စတွေကိုဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်ပါတယ်အဲ့လိုဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူတန်လီမင်းကျောင်းဆရာတော်ကြီးဒေါက်တာဗဒ္ဒနာစန္ဒီမာပိဝန္တကတလတစ်ခါဩဝါဒစကားတွေကိုမိန့်ချေတော်မူပါတယ်ဆရာတော်ကြီးဟာကြီးတဲ့အမှုငယ်စေငယ်တဲ့အမှုပပျောက်စေဆိုတဲ့ပြုမှုဆောင်ရွက်ပုံဟာ
စာတင်သားတပည့်တန်ဃာတို့ရဲ့ရင်ထဲမှာစူးစူးနှစ်နှစ်ဝင်ရောက်သွားစေပါတယ်။တပည့်တို့ရဲ့နှလုံးအိမ်မှာနေရာတနေရာစိုက်ထူနိုင်ခြင်းဟာအိန္ဒြေနားချမ်းသာအောင်ပြောတဲ့စကားတို့ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။တပ္ပတိတာဝလက္ခဏာဟိရိဝဇဘီရုကဗယတတာဝိလက္ခဏံအောတပံဆိုတဲ့တရားနဲ့အညီအရှင်စန္ဒီမာရဲ့ရိုသေကိုင်းညွတ်ခြင်းနဲ့တကွဖြစ်သောလက္ခဏာသည်ဟိရိကြာရောက်လာလက်တန်သောအပြစ်ပေးကိုရှုဆင်ခြင်းသဘောရှိသောကြောင့်ပင်ဖြစ်ပါတော့တယ်။အရှင်စန္ဒီမာဟာဒီတရားကိုအမြဲနှလုံးသွင်းထားကြောင်းသိသာနိုင်ပါတယ်။ ဘဝသမိုင်းငွေလိုက်တဲ့တရား ဆရာတော်အရှင်စန္ဒီမာဟာစာတင်သားတပည့်များစာဝါကိုချောမွေ့စွာတင်ကြားတက်မြောက်စေဖို့အစဉ်တွေးတောနေတတ်ပါတယ်။ဒါကြောင့်လဲစာတင်သားများအကျိုးငါလိုအပ်ရာရာကျမ်းအဖျားများကိုပြုစုခဲ့တာကိုတွေ့ရပါတယ်။အဲဒီကျမ်းတွေကတော့2002ခုနှစ်မှာပထမပြန်ဓာတုကထာကျမ်းကိုပြုစုရေးသားတော်မူခဲ့ပါတယ်။ဓာတုကထာကိုခြာရေးပြရသည့်စာတင်သားတို့ကလည်းဓာတုကထာကိုလိုက်လံကူးရေးရပါတယ်။နှစ်ဦးနှစ်ဖက်အချိန်တွေကုန်တယ်လို့စဉ်းစားမိပြီးစာတင်သားတွေလွယ်လွယ်ကူကူတတ်တတ်တာတာနဲ့လေ့လာနိုင်စေဖို့ရာအတွက်ဓာတုကထာကျမ်းကိုပြုစုလိုက်ရတယ်လို့သိရပါတယ်။ပြောရမယ်ဆိုရင်တော့စာတင်သားတွေရဲ့လက်ဆွဲကျမ်းလို့ဆိုနိုင်ပါတယ်ခင်ဗျာ။ဆရာတော်အရှင်စန္ဒီမှာရေးသားပြုစုခဲ့တဲ့ကျမ်းစာတွေကတော့2002ခုနှစ်မှာပထမပြန်ဓာတုကထာကျမ်း2006ခုနှစ်မှာပထမလက်တန်းဆိုင်ရာပထမပြန်ရမိုက်ကျမ်း2009ခုနှစ်မှာတော့ပထမကြီးတန်းဆိုင်ရာပထမပြန်ရမိုက်ကျမ်း2009ခုနှစ်မှာတော့ပထမပြန်မာတိတကာကျမ်းကိုရေးသားခဲ့ပြီး2013ခုနှစ်မှာတော့ပထမပြန်ပဋ္ဌာန်းကျမ်းအကျဉ်းတို့ကိုရေးသားတော်မူခဲ့ပါတယ်ခင်ဗျာဘဝသမိုင်းငွေလိုင်းတန်တရားအစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့သူတော်စင်သူတော်မြတ်အပေါင်းတို့ခင်ဗျာတန်လျင်မင်းကျောင်းဆရာတော်ကြီးဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တရဲ့ထေရုပတ္တိမောဂွန်းသမိုင်းကနေဆက်လက်တင်ဆက်သွားမှာကတော့ဆရာတော်ကြီးရဲ့ဘဝသမိုင်းတစ်ခွေမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများမြင့်မြတ်တဲ့ရဟန်းဘဝတစ်လျှောက်မှာတန်ခါတာဝန်များထမ်းဆောင်ရာမှာဆောင်ရွက်မှုများသာသနာပြုဆောင်ရွက်မှုများကိုလည်းဆရာတော်ကြီးက1339ခုနှစ်ကနေဒီကနေ့ထိအောင်ရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်မင်းကျောင်းပထမပြန်စာတင်တိုက်မှာစာတင်သားရဟန်းတန်ဃာများတာမဏေများကိုငယ်လက်ကြီးဆိုင်ရာဓမ္မစရိယဆိုင်ရာနေဝါညဝါများကိုနေညမချာပို့ချတော်မူနေဆဲဖြစ်ပါတယ်1980ပြည့်နှစ်ဂိုင်းပေါင်းစုံတန်ခအစည်းအဝေးကြီးအောင်မြင်စွာကျင်းပပြီးစီးချိန်ကစပြီးအရှင်စန္ဒီမာဟာတန်ခတာဝန်များကိုထမ်းဆောင်ခဲ့ရပါတော့တယ်ခင်ဗျာအရှင်စန္ဒီမာဟာလည်းတန်ခဝန်သားများကိုထမ်းဆောင်လာခဲ့ရပါတယ်ပထမ9နှစ်သက်တမ်းမှာတန်လျင်မြို့နယ်တန်ခနာယကအဖွဲ့ဝင်တာဝန်ကိုထမ်းဆောင်ပြီးဒုတိယ9နှစ်သက်တမ်းနဲ့တတိယ9နှစ်သက်တမ်းတို့မှာတန်လျင်မြို့နယ်တန်ခနာယကအဖွဲ့အကျိုးတော်ဆောင်တာဝန်ကိုထမ်းဆောင်တော်မူပါတယ်။စရုဒ္ဓ6နှစ်သက်တမ်းမှာတော့တန်လျင်မြို့နယ်တန်ခနာယကအဖွဲ့ဥက္ကဋ္ဌတာဝန်နဲ့ရန်ကုန်တိုင်းဒေသကြီးတန်ခဝန်ဆောင်တာဝန်တို့ကိုထမ်းဆောင်တော်မူပါတယ်။ပင်စမ6နှစ်သက်တမ်းမှတတ္တမ6နှစ်သက်တမ်းတို့မှာတော့နိုင်ငံတော်ဗဟိုတန်ခဝန်ဆောင်တာဝန်ကိုထမ်းဆောင်တော်မူပြီးတတ္တမ6နှစ်သက်တမ်း2016ခုနှစ်မတ်လ18ရက်နေ့ကစပြီးဒီကနေ့ထိတိုင်နိုင်ငံတော်တန်ခမဟာနာယကအဖွဲ့အကျိုးတော်ဆောင်တာဝန်တို့ကိုထမ်းဆောင်ခဲ့ကြောင်းကြီးညိုပွဲရာသိရှိမှတ်သားရပါတယ်။ဒါရင်မကသေးပါဘူး။အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နဲ့နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်များရဲ့ဒုတိယအဓိပတိတာဝန်တွေကိုလည်းထမ်းဆောင်တော်မူပါတယ်။အရှင်စန္ဒီမာဟာတိပိဋကတရဩဝါဒစရိယအဖွဲ့ရဲ့အကူပု္ပ္ပကတာဝန်ကို၎င်းတိပိဋကတရဩဝါဒစရိယအဖွဲ့အကျိုးတော်ဆောင်တာဝန်ကို၎င်းထမ်းဆောင်တော်မူခဲ့ရပါတယ်။တိပိဋကတရဩဝါဒစရိယအဖွဲ့အကျိုးတော်ဆောင်တာဝန်ကိုထမ်းဆောင်နေချိန်မှာတော့အရှင်စန္ဒီမာရဲ့စွမ်းဆောင်ကြိုးပမ်းချက်များဟာတိပိဋကတရစာဝေးဝဲလောကမှာမှတ်ကြောက်တင်နိုင်ခဲ့ပြီးဒီကနေ့ထိတိုင်တည်ထန့်ခိုင်မြဲလျက်ရှိနေပါတော့တယ်။နိုင်ငံတော်တီးခြားဝန်ကြီးတို့အဖွဲ့မှလည်းအဖွဲ့ဝင်တာဝန်များကိုထမ်းဆောင်စဉ်ကာလမှာမှန်ကန်သောဝိနည်းစရတာဝန်များကိုဆောင်ရွက်နိုင်ခဲ့ခြင်းဟာမြတ်ဗုဒ္ဓရဲ့တရားကိုသိခြင်းအမှန်ကိုဖွင့်ဆိုပြောပြနိုင်ခြင်းတို့ရဲ့သင်္ကေတပဲဖြစ်ပါတယ်။အာဂတောဘာရောနဘာယိတဘောဆိုတဲ့ဒေသနာနဲ့အညီအရှင်စန္ဒီမာဟာ
မိမိအပေါ်ထိုက်တန်စွာကြာရောက်လာတဲ့တာဝန်များကိုမကြောက်မရွံ့ခေါင်းမရှောင်ပဲထမ်းဆောင်ခဲ့တာတွေဟာများစွာကြန့်ရှိနေပါသေးတယ်။မင်းစေးရည်သာကုန်သွားမယ်စာဖွဲ့ညှိုးဆိုစရာများကများစွာကြန့်ရှိနေပါသေးတယ်ခင်ဗျာ။အရှင်စန္ဒီမာရဲ့မြတ်တာကိုခံယူလိုကြသူများကမြတ်တာနဲ့လာပင့်ဖိတ်ကြလို့အရှင်စန္ဒီမာကလည်းမြတ်တာများစွာဖြန့်ချက်ကပြည်ပနိုင်ငံများကိုကြွရောက်ပြီးတရားဓမ္မများဟောကြားဆုံးမခြင်းဗုဒ္ဓဘာသာဆိုင်ရာအခမ်းအနားများညီလာခံများနှီးနှောဖလှယ်ပွဲများအစည်းအဝေးများကိုတက်ရောက်ပြီးဟောပြောဆွေးနွေးခြင်းနိုင်ငံခြားသားဗုဒ္ဓဘာသာဝင်တို့ကိုရဟန်းခံပေးခြင်းသာသနာ့ဘောင်သို့တွတ်သွင်းချီးမြှင့်ခြင်းဇေဒီပထိုးတိမ်ကျောင်းစတဲ့သာသနိကအဆောက်အအုံများစောက်လုပ်ရာမှာလမ်းညွှန်ပေးခြင်းတို့ကိုဗုဒ္ဓသာသနာထွန်းလင်းပြန့်ပွားစေရေးအလို့ငါမြတ်တာဖြန့်ချက်ပဋ္ဌာန်းဆက်ပေးနိုင်ခဲ့ပါတယ်။သာသနာပြုရင်းနဲ့အတူတိရိလင်္ကာနိုင်ငံရှိဆွဲတော်နဲ့အိန္ဒိယနိုင်ငံရှိဗုဒ္ဓဂါယာတို့ကိုလည်းဖူးမြော်ကြည်ညိုခဲ့ပါသေးတယ်။ပန်းကောင်းပွင့်လို့ရနံလည်းဖြာခဲ့ပါပြီ။အရှင်စန္ဒီမာရဲ့ပြည်တွင်းပြည်ပသာသနာပြုခရီးဟာပင်ပန်းပေမဲ့ရနံ့ကျဲစေခဲ့ပါတယ်။ပြောရရင်တော့ပြန်လေတုံ့ပြန်လာတဲ့မေတ္တာဓာတ်တွေပါပဲခင်ဗျာ။တန်ခါဝန်တာထမ်းဆောင်ရာသာသနာပြုရာအဖျားပြားတို့ကြောင့်နိုင်ငံတော်အစိုးရကအရှင်စန္ဒီမာကို1993ခုနှစ်မှာမဟာကန္ဓဝါစကပန္တိတာပွဲတသိက်တော်စက္ကပ်လှူဒန်းခြင်း2000ပြည့်နှစ်မှာတော့အက္ခမဟာကန္ဓဝါစကပန္တိတာပွဲတသိက်တော်စက္ကပ်လှူဒန်းခြင်း2009ခုနှစ်မှာအက္ခမဟာပန္တိတာပွဲတသိက်တော်စက္ကပ်လှူဒန်းခြင်းနဲ့2019ခုနှစ်မှာတော့အက္ခမဟာတတ္တမဇောတိကတသပွဲတသိက်တော်စက္ကပ်လှူဒန်းပူဇော်ခြင်းတို့ကိုစက္ကပ်လှူဒန်းပူဇော်ခဲ့ကြပါတယ်ခင်ဗျာဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတန်ရှင်းတည်တဲ့ပြန်ပွားခိုင်မြဲရေးဆိုတဲ့တမ္မာစန္ဒတိဋ္ဌိဌာနတို့နဲ့မြောက်များစွာသောသာသနာရေးဆိုင်ရာတာဝန်များကိုထက်သန်သောတရားမစုံမနစ်သောဇွဲလုံလဝရိယမေတ္တာကိုအခြေပြုပြီးတိဆောက်ထားသောခန္တီတရားတို့နဲ့တည်ဖို့ထမ်းဆောင်တော်မူခြင်းဒါအပြင်ဆရာတော်ကြီးရဲ့သီလဂုဏ်တမာရီဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူခြင်းတရားဓမ္မများဟောပြောဆုံးမတော်မူခြင်းတို့ကြောင့်နတ်လူဥခိုက်ပူဇော်ရတဲ့ဘွဲတသိက်တော်များကိုပြည်ပနိုင်ငံများကပူဇာစပူဇနေရနံဧတံမင်္ဂလမௌတ္တမံဆိုတဲ့မင်္ဂလာတရားတော်နဲ့အညီချီးမြှင့်ဂုဏ်ပြုစက္ကပ်လှူဒန်းပူဇော်ခဲ့ပါတယ်ခင်ဗျာပန်းကောင်းပွင့်လို့ရနံလေးဖြာခဲ့ပါပြီအရှင်စန္ဒီမာရဲ့ပြည်တွင်းပြည်ပသာသနာပြုခရီးလမ်းဟာပင်ပန်းပေမဲ့ရနံ့ကျွဲခဲ့ပါတယ်ပြောရရင်တော့ပြန်လေတုံ့ပြန်လာတဲ့မေတ္တာဓာတ်တွေပါပဲဆရာတော်အရှင်စန္ဒီမာကို2018ခုနှစ်မှာအိန္ဒိယနိုင်ငံကဆမ်မိဝိဝေကာနန္ဒစူပါတိယူနီဗာစီတီက The Global Matter Award ဆုတသိက်တော်ကိုစက္ကပ်ပူဇော်ခဲ့ပါတယ်ခင်ဗျာ2018ခုနှစ်မှာပဲအိန္ဒိယနိုင်ငံက Global Dhamma Peace Laureate Golden Award ဆုတသိက်တော်ကိုလည်းစက္ကပ်ပူဇော်ခဲ့ပါတယ်ခင်ဗျာ2019ခုနှစ်မှာတော့ထိုင်းနိုင်ငံက WCH အဖွဲ့အစည်းကပေးအပ်တဲ့ Great Humanitarians of the World Award ဆုတသိက်တော်ကိုစက္ကပ်ပူဇော်ခဲ့ပါတယ်ခင်ဗျာ2021ခုနှစ်မှာတော့ထိုင်းနိုင်ငံ UIPM တက္ကသိုလ်က Honorary Professor in Humanitarian Peace ဘွဲတသိက်တော်ကိုစက္ကပ်ပူဇော်ခဲ့ပါတယ်ခင်ဗျာပြည်ပနိုင်ငံများကချီးမြှင့်တဲ့ဘွဲထူးဂုဏ်ထူးများကိုစက္ကပ်ပူဇော်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်ဘဝသမိုင်းငွေလိုက်တန်လျာမင်းကြောင့်တာမြို့တွေလာလက်မင်းကြီးပမာထိုးလေးပြအရှင်စန္ဒီမာဘဝသမိုင်းငွေလိုင်းတန်တရားအစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့သူတော်တင်သူတော်မြတ်အပေါင်းတို့ခင်ဗျာတန်လီမင်းကျောင်းပထမပြန်ဆရာတော်ဒေါက်တာဗဒ္ဒနာစန္ဒီမာပိဝန္တဆရာတော်ဟာအသက်ရှင်နေသမျှကာလပတ်လုံးဆရာသမားတွေတည်ထောင်သွားခဲ့တဲ့စာသင်တိုက်ကြီးရေရှည်တည်တဲ့ခိုင်မြဲကတိုးတက်စေပြီးသာသနာအတွက်အထောက်ပံ့ဖြစ်စေခြင်းနဲ့ဆန္ဒသာအဓိကသာသနာတာဝန်ကိုထမ်းဆောင်နိုင်တဲ့အချိန်ကာလအထိထမ်းဆောင်သွားအောင်ပါပါနောင်တန်တရားဘဝတွေမှာလည်းသာသနာပြုလုပ်ငန်းတွေကိုထမ်းဆောင်နိုင်ပါသည်လို့
အမြဲတမ်းဖြူစင်ကြည်လင်တဲ့စိတ်စေတနာအရင်ခံတဲ့အမြဲတမ်းဆုတောင်းတယ်လို့မိန့်ကြားခဲ့ပါတယ်။ထက်ကောင်းကင်မှာလာမင်းကြီးဟာလူသားတွေကိုအေးမြတဲ့အလင်းရောင်ပေးနေပါတယ်။လာမင်းကြီးပမာတင်စားမဲ့ခေါ်ရတဲ့ဆရာတော်အရှင်စန္ဒီမာကလည်းလူမျိုးဘာသာသာသနာအတွက်အေးမြတဲ့အစဉ်ကိုပေးစွမ်းချင်းမြင့်ပေးနေတာဟာမငင်းဆိုနိုင်တဲ့အမှန်တရားပဲဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓမြတ်စွာသာသနာကြုံလာခဲရင်သည်မနုဿတ္တလူဘဝကြုံရခဲရင်သည်ဘဝသာသနာဤနှဖျားကြုံလာတွေ့ကြပြီတွေ့ကြုံသည့်အခါဘဝတာလိုရာဖြစ်တင်သည်အာယုဝနဒုက္ခချွေရန်ထက်နှက်တန်ရရန်နှစ်သက်သည်နှစ်သက်လိုလားကျိုး၅ပါးရညာခဲရင်သည်ခဲရင်စွာလကျိုး၅ဝတောင်းတမရပြီအပမာဒကုသလမိန့်ကြဘုံတာကြီးအကျိုး၅အင်ပြည့်စုံခြင်းနေ့စဉ်ကုသိုလ်ပြုရမည်လိုအင်ပြည့်မှလူဘဝအရတော်လိမ့်မည်အရတော်ရန်စိတ်ရည်တန်ဒိဋ္ဌံပြုရမည်ဆိုပြီးတန်လီမင်းကျောင်းဆရာတော်ကြီးဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တဟာအခုလိုဩဝါဒကထာရေးသားတော်မူခဲ့ပါတယ်ဘဝသမိုင်းငွေလှိုင်းတန်ရာမိချဝတာညူတွေလာလာမင်းကြီးပမာထိုးလေးဖြာအရှင်စန္ဒီမာသာသနာ့နယ်ဝင်သူတော်စင်သူတော်မြတ်အပေါင်းတို့ခမညာတန်လီမင်းကျောင်းဆရာတော်ကြီးဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့လောကီချမ်းသာလောကုတ္တရာချမ်းသာနှစ်ဖြာသောချမ်းသာတရားတို့ကိုအစဉ်တိုးဝအောင်ဆောင်ရွက်ခဲ့တဲ့ဆရာတော်ကြီးဖြစ်ပါတယ်ခက်ခဲနက်နဲသိမ့်မွေးလာတဲ့ဒေသနာတော်အဆုံးအမများတရားဓမ္မတွေကိုလည်းဂျဟန်တန်ခါများအတွက်တာမကလူပုဂ္ဂိုလ်ခုနှစ်ရသားသမီးများအတွက်မှတ်သားလိုက်နာကျင့်သုံးပြီးကျင့်ကြံပွားများနိုင်စေဖို့ညွှန်ပြပေးခဲ့တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ပစ္စုပန်တဘဝတာမဟုတ်ဘဲနောင်တန်တရားဘဝအဆက်ဆက်တိုင်းအောင်မြင်တည်ထက်အောင်မြင်ပြီးအစဉ်အားထုတ်နေမှုတွေဟာတဘဝပြီးတဘဝနိဗ္ဗာန်မတ်ဖို့ရသည့်တိုင်အောင်သူဂတိပုံများမှာသာကျင့်လည်ဖို့သာရှိပါကြောင်းနဲ့ဆရာတော်ကြီးတတ်တော်ရာကျော်ရှိပြီးကျမ်းမာချမ်းသာစွာနဲ့သာသနာတော်ဝင်တွေကိုစွမ်းစွမ်းတမန်ထမ်းဆောင်နိုင်ပါစေ။တန်ခဝန်တာထမ်းဆောင်ရာတန်လီမင်းကျောင်းထေဆရာရဲ့ကုဏအဖျားဖျားကိုကြည်ညိုတရားပွားများနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်တန်လီမင်းကျောင်းဆရာတော်ကြီးဒေါက်တာဗဒ္ဒနာစန္ဒီမာဘိဝန္တရဲ့ထေရုပတ္တိမောကွန်သမိုင်းတင်ဆက်မှုကိုဒီမှာပဲရနာပါရစေခင်ဗျာ